ဒီကတော့မန်ပါတဲ့ထုတ်ထားတဲ့အရန်ကနန်းပေါ့မန်ပါတဲ့ထုတ်ထားတဲ့အရန်ကနန်းကိုကျွန်တော်ဒီ690ဘေးရိုက်တဲ့စိုက်စုံနဲ့ကျွန်တော်ပြပေးလိုက်မယ်နော်စိုက်ပေါင်းစုံနဲ့ပြပေးလိုက်မယ်အမှကြိုင်တော့ထိုးကြပေါ့ခုမာသူကကျွန်တော်ဘေးမှာဒီမှာမာရမာနေမှာဒီမှာသူကဇောင်းထောင်398ဘူးဖြစ်လို့ဘေးချင်းရိုက်တာလားဒါတစ်မျိုးနော်ဒါတစ်မျိုးနဲ့ရိုက်တာဒီမှာတလေးတစ်ဟာတလေးတစ်တစ်လို့ထွက်တယ်415ဘူးဖြစ်တယ်နော်ဒီမှာ805ဘူးဖြစ်တယ်ဘေးချင်းရိုက်တာလားဒီမှာဘူးဖြစ်တာတို့ဒီတစ်ခုပဲရှိတယ်ဒီနေ့ထဲမှာက695နော်အဲ့လိုနဲ့ဖြစ်တာလားနော်မျိုးသုံးတက်ရတာဟုတ်နော်ဒီမှာလဲအဲ့ဒီမှာ5ပရိ3ပရိအောက်မှာဟုတ်လားဘေးချင်းကက်ရိုက်တယ်နော်ပြီးတော့ဒီမှာ5ပရိ3ပရိဘူဖြစ်တယ်ဘေးချင်းကက်ရိုက်တယ်နော်အခုကျွန်တော်ဒီမှာ5ပရိ3ပရိနော်ဘေးချင်းကက်ဘေးချင်းထွက်မှတော့မသိရိုးတွေးမယ်ဆိုရင်တော့ဒီမှာ6ပရိဒီမှာ9ပရိဒီမှာ10ပရိလားဒါတမျိုးတွေးရတာဟုတ်နော်အဲ့မှာကိုကျွန်တော်ဖရင်ဆိုင်နဲ့ပြပေးလိုက်မယ်ဖရင်ဆိုင်နဲ့ပြပေးလိုက်မယ်ဒီမှာ303 18နဲ့664နော်အဲ့မှာဒီမှာကျွန်တော်တို့303 8နဲ့664နော်အဲ664ရမှာ355ဒီနှစ်ပင်ကြားထွက်တယ်အဲ့လိုပဲဒီမှာ303 8နဲ့664 633ဒီဒါကျွန်တော်နှစ်ပင်ကြားမှာထွက်ပြီနော်အဲ့ထွက်ပြီးရောအဲ့နေထမ5တက်ခွန်လို့ထောင်းတယ်5တက်ခွန်လို့ထောင်းတယ်5တက်ခွန်လို့ထောင်းတယ်အဲ့5တက်ခွန်လို့ထောင်းတဲ့နေ့ထဲမှာနောက်နေ့ထဲမှာ5ပရိ3ပရိအဲ့မှာ5ပရိ3ပရိနော်အဲ့လိုကြာပြီးတော့နော်953 399ခွန်398မုံတော့ကလင်နာမှားနေလို့399ခွန်ဒီနေ့3ခွန်က3ခွန်ဆောင်းလို့ကြာတယ်ဒီမှာ940လို့ခံတယ်အဲ့လိုပဲဒီမှာကျွန်တော်ငုံဆောင်းပြီးတော့395 939ခွန်2ခွန်နဲ့လို့ခုနတပညာဆောင်းပြီးတော့940ခံတယ်နော်အမေ395 399ခွန်သူရဲ့ပင်ကြ3ခွန်က3ခွန်လို့တပညာဆောင်းပြီးတော့940ခံထားတယ်ဒီမှာလည်းအမေ395 939ခွန်2ခွန်နဲ့က2ခွန်နဲ့လို့ဆင်းပြီးတော့တဲပဲဆင်းပြီးတော့934လို့ခံထားတယ်အဲခံထားတဲ့ဒီမှာ3ခွန်ရဲ့အပေါ်305နှစ်ဒီဘူးဖြစ်ပြီးတော့ဗီဒီယိုပေးချတာလားဒီကနေ့ခံမယ်နှစ်ကို93နေပဲ1 2 3 4 5 6ခွန်ဗီဒီယိုပေးရိုက်တာလားနော်မှလည်းပူရလည်းဖြစ်တယ်နော်အဲ့လိုပဲဒီမှာဒီတော့3ခွန်ရမယ်1 2 3 4 5 6ခွန်ဗီဒီယိုပေးရိုက်မလားဒီ2ခွန်နေရစောင်းဒီ2ခွန်နဲ့ဒီစောင်းကြတဲ့ခဏနဲ့ဒီ3ခွန်ဒီစောင်းကြတဲ့ပေါ်ခဏဒါဗီဒီယိုပေးရိုက်မလားပေါ့နော်ဒါတစ်မျိုးဒီကပြီးတော့ဒါလည်းတစ်မျိုးနော်ဒါလည်းဖရင်တစ်မျိုးဒီဖရင်ကြတော့ကျွန်တော်တို့ဒီမှာ433 649 290ဒီ290က290ကိုသူ့ရဲ့နောက်နှစ်နော်နှစ်ပင်ချာ290လို့ထောင်ပြီးတော့36နှစ်ဒီနှစ်ပင်ချာမှာ36နှစ်လို့ကြားတယ်နော်အဲ့ဒီပဲသူကတက်တဲ့နော်ဒီမှာသူကတက်တဲ့ပဲတန်းနဲ့သွားတာနော်1920အကျဉ်းကြီး343 694ရဲ့တပင်ချာဖိုတူတူဒီသူ့ရဲ့နှစ်ပင်ချာဖိုတူတူလို့ထောင်ပြီးတော့သူပေးက684ဒီ864တို့ဒီမောင်းကတော့ပေါက်တယ်နော်ပေါက်တယ်ဆိုတာဟိုပါပေါ့ကျွန်တော်ကဒီထောင်နဲ့846ဆိုပြီးတော့တဲအော်တာဒါကိုမဟုတ်864ဆိုပြီးတော့အားတဲ့ဟာလေးနဲ့ပဲပေါက်တာပေါ့အဲ့ဒါဒီမှာထွက်ပြီးတော့ဒီမှာသူ့ရဲ့အပင်ကြီးကကျွန်တော်မယူနော်338အဲ့လိုပဲဒီမှာ2ခွန်လို့ဖြည့်ပြီးတော့36နေရ36နေလို့ပြီးတော့338နော်အဲ့3ရုံး8ရဲ့တပင်ကြံ
တပင်ကြမှာတပင်ကြခဏထွက်တယ်နော်တပင်ကြခဏတုံညပါတော့ဘူးခဏထွက်တယ်နော်ဒီမှာကြတော့တုံည38ရဲ့တပင်ကြတုံညပါတော့6တိတ်ထွက်တယ်နော်အဲ့မှာဘာအားလဲဆိုတော့အဲ့338ရဲ့အောက်မှာ419တုံညဆိုပြီးတော့ထောက်ပြီးတော့နော်အဲ့ထောင်းတဲ့နေရာမှာ139နဲ့940နော်အဲ့အနေနဲ့မှလည်းဘေးတူဘေးကခဏရိုက်တယ်နော်အဲ့လိုပဲကျွန်တော်338ရဲ့ပင်ထဲမှာ4190လို့ထောင်းတယ်ထောင်းမြောက်301နဲ့940လို့ခံထားတယ်ပြိခံထားတယ်နော်အဲ့မှာလည်းဒီမှာ159ဒီ159လို့ပြီးတော့ဂိုင်းကနန်တစ်ခွက်ကရိုက်ထားလို့နော်ဂိုင်းကနန်ဘေးတိုက်ကရိုက်ထားတော့အဲ့ဆိုရင်ကျွန်တော်ကဒီအောင်စဉ်းစားဒီအောင်စဉ်းစားမယ်ဒီကောင်ကခွန်ပဋိတ်ကြတယ်ဒီခွန်ပဋိတ်ကြလို့ဒီကောင်က3ပဋိတ်ရိုက်တယ်ဒီကောင်ခွန်ပဋိတ်ရိုက်တယ်နှုတ်ခုံမောင်းချင်းဘူးလားအဲ့လိုပဲကျွန်တော်ကဒီမှာ9တက်ကို9ပဋိတ်ခဏရိုက်တယ်ဒီမှာ9ပဋိတ်ခဏရိုက်ဘူးဖြစ်မယ်ဟုတ်လားဒါဆိုရင်တော့ဘာလို့ဒီဟာရလဲဆိုတော့ဒီကောင်ကတုံညပါတော့ဘူပရိတ်ဖြစ်လို့တုံညနှစ်ခက်ဘူးတုံညတော့ဘူပရိတ်ဘူးဒီတုံညမို့လို့တုံညနှစ်ခက်ခွန်ထိတ်ခဏန်းကဘေးချင်းရိုက်တာလားနော်ဒီမှာ860လို့တော့ထောင်ထားတယ်နော်အဲ့လိုပဲကျွန်တော်တို့ဒီမှာဟွာပေါ့တုံညပါတော့6ပရိတ်9နှစ်ခက်6ဆိုတဲ့ထိတ်ခံပြီးတော့ဘေးချင်းရိုက်မှာလားနော်အဲ့မှာဒီမှာကျွန်တော်က8ခွန်နဲ့ဘေးညခွန်90လို့ပြီးတော့ဒီမှာလာကြတယ်နော်ဒီမှာ8ခွန်နဲ့ခေါင်းတော့86ခွန်ဒီမှာလာကြတယ်အကျဉ်းရတော့မတူဘူးပေါ့ဒါထွက်တာပေါ့ဒါတော့ဒီဟာလေးနဲ့တော့ထွက်တာမဟုတ်တော့ပေါ့ဂျန်နဲ့ site တွေနဲ့ထွက်တာနေမှာပေါ့တော့အထောက်ပေးရဲ့ပုံစံမျိုးလည်းဖြစ်မှာအဲ့ဆိုကျွန်တော်ကဒီကျွန်တော်တော့အဓိက690ရွေးလိုက်တာနောက်မောင်းရင်ဘူးလည်းဖြစ်ရမယ်ဒါကျွန်တော်အတွေးပေါ့ဗျာဒီတုံညပါတော့ဘူးပရိတ်မို့လို့တုံညပါတော့ဘူးပရိတ်မို့လို့တုံညနှစ်ခခွန်ထိတ်နေတဲ့ခဏဘေးချင်းကက်ရိုက်တာလားအဲ့လိုပဲဒီမှာတုံညပါတော့6ပရိတ်မို့လို့9နဲ့က6ထိပ်ပါတယ်ဘေးချင်းရိုက်မှာလားဒါကျွန်တော်တွေးမှိုင်းလည်းမှိုင်းလည်းမှားမမှိုင်းလည်းမမှားဒါပေမဲ့ဒီချိန်မှာမထွက်ရင်ဒီလိုအလွန်ဆုံးဒီထိပဲဒီထိပဲထိုးရအလွန်ဆုံးဒါအလွန်ဆုံးဒီ site ကပြီးမယ်ဆိုဒီထိပဲပြီးမှာဒါကျွန်တော်မူရစနစ်ရပြီပေါ့နော်အဲ့ဒါကျွန်တော်ပြန်ပြောမယ်ဒီမှာ69443နဲ့290အဲ290ဒီနောက်နှစ်ချာမှာ290လို့ထောင်းပြီး36နဲ့သူပေးရခဏ36နဲ့ဒီနှစ်ပင်ကြာထွက်တယ်အဲ့ဒီပဲသူနဲ့တက်343 694တပင်ကြာဖိုးတူးတူးဒီသူနှစ်ချာမှာဖိုးတူးတူးလို့ထောင်းသူပြ684ဒီနှစ်ပင်ကြာမှာ66လေးလို့ထွက်ပြီးတော့ကျွန်တော်က338လို့ခံတယ်အဲ့မှာ338လို့ခံတယ်သူရဲ့တပင်ကြာမှာတုံညပါတော့ခဏပေါ့ဒီမှာတော့ဘူးတိတ်ကြားရဲဒီမှာ383ရဲ့အောက်မှာ4190ဆိုပြီးတော့93ညဆိုပြီးထောင်းတယ်139နဲ့940လို့ခံထားတယ်အဲ့လိုပဲကျွန်တော်ညမှာ3ညပါတော့6ပရိတ်ကြားတယ်နော်6ပရိတ်ကြားတယ်အမှန်အဲ့ဒီ338ရဲ့နှစ်ထက်မှာ4193ညလို့ခံတယ်အမှ301နဲ့940လို့ခံပေးထားတယ်နော်အဲ့ဒါနားလည်မယ်ရှင်နောက်ထပ်တစ်မျိုးကဒီကောင်းနောက်တစ်မျိုးကမလို့ပြပေးမယ်ဒီကောင်းနောက်ထပ်တစ်မျိုး site တွေကတော့ဒီကောင်းတော့အများကြီးပါ site တွေကတော့ဒီကောင်းအများကြီးဒီကောင်းလည်းဘေးချင်းကဲ့ရဲ့ကြထားတာရှိတယ်ဒါသူပြီးနားမှာပလုံစီလို့အဲ့ဒါဒီလောက်ဆိုရမှာပါဒါတစ် site ပြပေးလိုက်ဒါတစ် site ပြပေးလိုက်မယ်တဲ့ဒီဖရိန်ကတော့အကြီးပေါ့ဗျာဒီဖရိန်ကတော့တော်တော်ကြီးတယ်တော်တော်ကြီးတယ်ဒီကောင်လဲကျွန်တော်က690ကိုဘေးချင်းရိုက်ကိုပဲပြပေးမှာခရဲကနေမှာ6ပတိတ်68နဲ့နော်68နဲ့လား86လားထားပါတော့ခဏန်းရယ်ကျွန်တော်ပြပေးလိုက်မယ်သူအကျိတ်20မှာနော်ရှင်း1လို့စောင်းထောင်ရှင်း1နော်
ရှင်းနှစ်တစ်လို့ဇောင်းထောင်တစ်ရှင်းနှစ်အဲ့ခဏန်းဒီ1 2 3 4 5 6ခွန်4 9 4လို့သွားတယ်ဒီကောင်ကြတော့6 5 4လို့သွားတယ်ဒီမှာ4 9 4လို့ဟိုဒီမှာ4ပင်မြောက်မှတက်ရဘာလို့တက်ရိုက်တာလုံးဆို1ခွန်8 9လို့1ခွန်8 9လို့ထောင်ထားတဲ့4 9 4နော်ရှင်းနှစ်တစ်ထောက်ထားတဲ့4 9 3က3 9 4လို့4ပင်ကြမှာရိုက်တယ်အဲ့လိုပဲဒီကတစ်ရှင်းနှစ်ကနေလာတဲ့6 5 4ခံထားတယ်အဲ6 5 4ကဒီ4ပင်ကြ4 5 6ရိုက်ဖို့အရေး1ခွန်8 9ဆိုပြီးခံထားပြီးမှဒီကောင်ကဒီလိုရိုက်တာနော်4ပင်မြောက်ကိုရိုက်တာအဲ့လိုပို့ပြီးသူ့အပေါ်မှာခွန်30ခံတယ်သူ့အပေါ်မှာခွန်30ခံတယ်အဲခွန်30ရဲ့ဇောင်းအောက်ကခွန်36ဒီ1 2 3 4 5 6ခွန်6 3ထွက်တယ်အဲ့ဒီပဲကျွန်တော်ကအင်ထက်မှာသူနဲ့တန်တန်မဟုတ်လို့ခွန်30တန်တန်မဟုတ်လို့ဆိုကျွန်တော်မယုံလို့မထိုးလိုက်ခွန်30အောက်မှာ115ဒီ151ဆိုပြီးကောက်ထွက်သွားတယ်အမှညီထုမလားဖြစ်တာကိုယ်နဲ့မထိုက်လို့ကျွန်တော်ကမို့ဒီအထက်အောက်လေးလွဲတာလေးနဲ့ဟိုအဲကြောင့်မို့မယုံလို့မထိုးလိုက်တာပေါ့တဒန်နဲ့မဖြစ်ဘူးလို့ဆိုပြီးတော့သူကတဒန်နဲ့ပြီးတော့အမှ151ကဟုတ်ဗျာသူခုနှစ်ပင်မြောက်မှာထွက်ပြီပေါ့အမှအဲ့လိုထွက်ပြီးရဲ့အချိန်မှာသူကဒီခွန်63ကနေတော့အဲခွန်63ရဲ့ငင်းခွန်တပင်ကြမှာ58ခွန်အဲတပင်ကြမှာ58ခွန်ခွန်63ကဒီခွန်30ကနေလာနော်ခွန်303နဲ့လာတယ်ခွန်36လို့တည်တယ်တဲကြီးမှာခုနှစ်ပင်မြောက်ကိုပြစ်တယ်ပြီးမှ58ခွန်နော်အဲ့လိုပဲခွန်30အောက်က115ဒီ151လို့ထွက်တယ်သူ့မြေမှာခွန်ရှင်5နော်အခွန်ရှင်5ကနေမှသူအောက်ကိုဆင်းလိုက်ပါနော်တို့နှစ်နှစ်ချဆင်းရင်တော့99ခွန်နော်အဲ့လိုပဲခွန်ရှင်900အောက်ကိုတက်ဆင်းတော့99ခွန်ရှိတယ်နော်အ99ခွန်ကနေမှသူကအောက်က68လေးဒီနှစ်ပင်ကြမှာထွက်တယ်နော်အဲ့လိုပဲဒီမှာ99ခွန်ရဲ့935ဒီနှစ်ပင်ကြမှာထွက်တယ်ပေါ့ဗျာပြီးရတဲ့ကကျွန်တော်တုတ်ပဲရလိုက်တာပါဒီချိန်မှာတုတ်ပဲရလိုက်တာတဲမဟုတ်ဘူးအဲ့ဒါအထွက်ပြီးတော့ तू ကဒီအထက်မှာအလုံးလုံးနေကျွန်တော်ဒီမှာ99ခွန်ရဲ့စောင်း198ကလည်းသူ့ရဲ့နောက်နေ့ပြန်မအောင်လဲဆိုတော့ကျွန်တော်တို့1 2 3 4 5 6အမျိုးများမှာလေ89လို့ထွက်တာအဲ့လိုပဲဒီရဲ့99ခွန်ရဲ့စောင်းက388ဒီအခုပြန်နေကထွက်သွားပြီအဲ့ဒါဒီဘိန်းကလုံးလုံးတို့တော့ပြောပြအဲ့မှာပြချင်တာပါလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီကနန်းကိုဟောဒီကနန်းမဟုတ်ဒီကနန်းပြချင်တာပါဆိုတော့ तू ကဒီကအဲ့မှာကျွန်တော်တို့ဒီ456ရဲ့ဟိုပါပေါ့ဒီကလာတဲ့456ရဲ့ဇောင်းနော်456 3ညခွန်ဒီဟွာပေါ့ဗျာဒီ99ခွန်ရဲ့တပင်ချာ99ရဲ့တပင်ချာ33ညခွန်ဒီ99ခွန်ရဲ့တပင်ချာ33ညခွန်လို့ဇောင်းထောင်လာတာနော်ဇောင်းလေးထောင်တယ်အဲဇောင်းထောင်ရဲ့တပင်ချာခဏ900ခဏဒီ900တက်လေကြတယ်နော်အဲ့လိုပဲဒီမှာကျွန်တော်တို့99ခွန်ရဲ့တပင်ချာ33ညခွန်တပင်ချာ286ဒီ68လို့ကြတယ်နော်အဲ့ကြတဲ့900ခဏဒီကျွန်တော်တို့အခုထွက်ပြင်မှာ900လို့လာကြတယ်369ပြီးမှ900လို့လာကြတယ်369ပြီးမှ900လို့လာကြတယ်နော်900ပြီးမှ900လို့လာကြတယ်အဲ့ဒါ900လို့လာကြပြီးတော့ဒီမှာခွန်95ခံထားတယ်နော်ခွန်95 369 900လို့ကြတယ်ဒီ339ခွန်အင်ကြ900ကပြန်ကြပြီသူကခွန်95 369ရဲ့ဘေးမှာလာကြတယ်အဲ့လိုပဲနောက်ဒီမှာ9ခွန်ရဲ့တပင်ကြ33ခွန်အဲ33ခွန်ရဲ့ငင်ကြ286ဒီပြန်ကြပြီအခုဒီမှာကျွန်တော်တို့က9ခွန်ကို690လို့ခံထားတယ်ဒီမှာ286လားနော်မျိုးမဒီ99ခွန်ရဲ့ပင်ညာ33ခွန်အဲ33ခွန်ဒီ33ခွန်ရဲ့တပင်ညာ286ဒီပြန်ကြတယ်အဲဒီပြန်ကြတဲ့ခဏန်းဒီ9ခွန်ကို690အဲ့ဒီကြမှာလားနော်ဒီဖရင်ကြီးနောက်ပြန်ပြောမယ်နော်ဒီဖရင်ကြီးမှတ်ရင်လည်းလိုချင်တဲ့လူလည်းယူတော့နော်ရှင်းနေငါဟောပေါ့ရှင်းနေ1ကနေ493ကိုထောင်အဲ493က1ခွန်89ဆိုပြီးတော့ထောင်ပြီးတော့493က394လို့သွားတယ်နော်အဲ့လိုပဲရှင်းနေ1ရှင်းနေကနေမှ654ကိုသွားတယ်အဲ654က1ခွန်89ဆိုလို့ခံပြီးမှ
6 5လေးလို့ရိုက်တယ်ရိုက်ပြီးဆိုမှအပေါ်ကခွန်3ညာ3အပေါ်ကခွန်30ခွန်30အောက်ကခွန်36ဒီခွန်ပင်မြောက်မှာခွန်63လို့ထွက်တယ်အဲ့လိုပဲခွန်30အောက်က115လို့စောင်းထောင်တဲ့ကန်ဒီခွန်ပင်မြောက်မှာထွက်တယ်ခွန်ပင်ထွက်တဲ့ခွန်63နဲ့မြင်းကုန်တပင်ကြာဒီ9ခွန်8သူ့ရဲ့တင်ငါးတစ်ရဲ့တပင်ကြာဒီ9ခွန်8 9ခွန်8နှစ်နှစ်ချတော့နှစ်ပင်ချတော့9ခွန်ဒီမှာ9ခွန်နော်9ခွန်ရဲ့နောက်တနေ့ချမှာ3 3 ခွန်လို့ထောင်း3 3 ခွန်မှာဒီမှာသူက3 3 5 3 3 5 3ဒီပြန်ကြတယ်ပြန်ကြတဲ့ခဏဒီကျွန်တော်ခွန်9 5 3 6 9ဆိုပြီးတော့ခံထားတဲ့ပြီးမှာဒီ3 3 5လာတယ်အဲ့လိုပဲကျွန်တော်တို့ဒီမှာ9ခွန်ရဲ့တနေ့ချနောက်ဆိုတော့3 3 ခွန်3 3 ခွန်က286ကိုထောက်တယ်286ဒီပြန်ကြတယ်ပြန်ကြတဲ့ခဏဒီအခုကျွန်တော်တို့9ခွန်ကို690ပေးမှာကြာမလားပေါ့နော်ဟုတ်တယ်ပေးမှာကြာမလားပေါ့ပြီးတော့ကျွန်တော်ဟိုဟာမေ့ဟိုဟာဆိုလို့မဟုတ်ရ690ဒီဖရိန်နဲ့မဟုတ်690ဖရိန်တစ်ခုရှိသေးတယ်အဲ့ရလေးပြအောင်ဒီထဲမှာကြီးလာအောင်မဗျာဒီထဲလားလို့690ဖရိန်အဲ့ရလေးတော်တော်လှပါတယ်နော်ဖရိန်မှာကျွန်တော်တို့ဒီကျွန်တော်ဒီတစ်ပတ်ကတော့မကနန်ဗီဒီယိုဖိုင်ရောပါတယ်ဆိုတော့ကျွန်တော်တော်တော်လေးကြိုက်နေလို့2000မှာဗီဒီယိုဖိုင်မပါဘူးဆိုတော့9000 2000ကတော့မအသစ်တွေကိုပြောတာမဟောင်းတွေကတော့အရင်စိတ်1000ပဲမဟောင်းတွေကတော့အရင်စိတ်1000ပဲမအသစ်တွေကတော့2000ကျွန်တော်20ဟိုနော်ဖရိန်ဆိုင်20ကိုကြိုက်မှလားဝယ်နော်အပိုင်တော့မဟုတ်ဘူးပေါ့ရညိုကြိုက်မှလားဝယ်တဲ့ကြိုက်လားမဝယ်ကြနဲ့ဟုတ်လားစောရကလည်းမတက်ကြနဲ့နော်ဒီနေ့ကပြရဘကနော်တစ်ထွားအော်ကွက်ကနော်ညအော်ကွက်ကတစ်ထွားနဲ့ဘာတစ်ထွားလဲကျွန်တော်ကောင်းလေးတို့တော့ကြိုက်တယ်ကိုလည်းမကြိုက်ဘူးဝဲတော့တော့မပြောတတ်ဒီကြေကတော့မလွတ်လောက်တော့ထင်တာပဲဆိုတဲ့ထင်တာပဲတဲ့အောင်လို့ခေါ်လို့အပိုင်လားဆိုအပိုင်မဟုတ်ပါဘူးနော်စနစ်ကိုကြိုက်မှလားဝဲပါနော်စနစ်ဘလောက်ကောင်းဝန်ထမ်းတက်မှပေါက်တာဝန်ထမ်းမတက်ရင်မပေါက်ဘူးနော်ဝန်ထမ်းလေးနဲ့မှပေါက်တာဝန်ထမ်းမပိုင်လုံးဝမပေါက်အဲ့ဒါကအဲ့ဒါဗီဒီယိုဖိုင်ရောပါပြီး2000ကျက်တကွက်သေးပဲစက်ကွက်လိုင်းကနေတကွက်အကောင်းဆုံးရွေးထားတာအဲ့ဒါစက်ကွက်ပေးမှစက်ကွက်သေးတယ်မှစက်ကွက်လုံးမထိုးချင်ကိုဖဲပြီးတကွက်သေးပဲထိုးရုံပဲဟောင်းချင်တဲ့လူများလိုင်းမပြောနဲ့ဟုံးတာဆိုတာဟုတ်လားခုပြပြီးတယ်ဟုတ်ပြီအခုမှတွေ့နော်ဒီဖရိန်လေးလည်းမှတ်ထားကြပေါ့ဗျာနော်မှတ်ထားလုံးကြလိုင်းမော်တင်မယ်ဆိုလဲခတိကလေးပြီးကြပေါ့နော်သုံးနဲ့မျိုးသုံးပေါ့မတင်နဲ့မျိုးတင်းအဲ့ဒါဒီခါဘယ်ကနေစပြငါတို့3 ခွန်8သူနဲ့တက်3 ခွန်8လို့ထောင်းနော်3 ခွန်8လို့ထောင်းနေမယ်6368 6368ထောင်းနော်တက်တန်းနဲ့တွေပဲထောင်းမယ်ထောင်းပြီးတော့3 ခွန်8လို့ထောင်းတဲ့အပင်ရေခိုက်681 681က246 46နဲ့ဆိုတဲ့ရင်းကုန်ထွက်တက်ပြီးမှ681နော်ဒါလေးကိုမှတ်ထားလိုက်အဲ့မှာသူရတက်390 3 ခွန်8 390အချိန်တက်တက်နော်ကျွန်တော်ရီမပြလို့ဒါအကောင်လုံးတန်းထဲတွေမလို့ရီမပြတော့လား390 390ဘေးက658ဒီခုနလိုပဲကျွန်တော်426 46နှစ်လိုပဲ658 556ဆိုပြီးငုံထွက်တယ်နော်ဒီ390ဒီမှာ681 681ကဘယ်ရောက်လဲဆိုတော့သူ့အပေါ်ကျွန်တော်ဗန္ဒပင်းနေ1 2 3 4 5 6ခွန်ပင်မြောက်816ဆိုပြီးတော့လားတဲ့ဘယ်မှာလားလဲသူက254ရာကနန်းခန့်254လို့စောင်းထောင်ခွန်9နှစ်ရဲ့မြင်းခုံနှစ်ပင်ကမြင်းခုံမှာထွက်တယ်အဲ့မှာဒီမှာပဲအဲ့လိုပဲဒီမှာ658 556 339ခွန်ဒီခုနလိုပဲလာထွက်တယ်မြောက်မှာခွန်30ခွန်30ဒီဘယ်မှာလို့ပဲ254ခွန်9လို့ခံပြီးတော့ခွန်30ထွက်တယ်
မာက816နော်အဲ့လိုလာတဲ့ဖရိန်တဲပြီးထွက်ပြီးပေါ့အဲ့လိုထွက်ပြီးတော့816ရဲ့ဆောင်းမှာ914ခွန်30ရဲ့ဆောင်းမှာ410ခွန်နော်အဲ့လေ914ကနေဘယ်ကိုသွားမလဲသူနဲ့ဇောင်းတက်တဲ့နော်အပိမယူနော်အမှအဲ့မဲ့1 2 3 4 5 6ခွန်3ခွန်ဒီ3ခွန်ခွန်လို့တပင်ညာကြတယ်အဲ့လိုပဲ4ခွန်လို့ခံထားတဲ့အတွက်ဇောင်းတက်တဲ့ဟိုဟာလीဘာတော့431ဒီ143လို့ရောလာကြတယ်နော်အဲ့လိုကြပြီးတော့ရောဒီမှာသူ့ရဲ့မြင်ကုန်388ဒီနောက်အကျဉ်းကမှ800လို့လာထွက်တယ်ဒီမှာရာကနန်းထောက်တယ်နော်600ထွက်900ထွက်သွား600တို့က900ထွက်တယ်အဲ့ဒါလည်းအရန်ဖြစ်ထူပါကိုမမာလမိုင်းတော့မပြီးပါဘူးမယုံတယုံနဲ့ထူလို့လားမသိဘူး600လို့ပဲ600လို့မထွက်900လို့ထွက်သွားတယ်အဲ့တပင်းညာထွက်ပြီးအဲ့တပင်းညာထွက်ပြီးတော့ကျွန်တော်တို့တပင်းညာထွက်ပြီးပြီတဲ့တပင်းညာထွက်ပြီးတော့တပင်းညာထွက်ပြီးတော့တပင်းညာထွက်ပြီးတော့အဲ့ရကျွန်တော်ဒါပထမကရောက်ပြီဒီကိုရောက်မှာကျွန်တော်မယူနော်ဒီနှစ်ထဲကိုရောက်မှာနော်ဒီနှစ်ထဲ800နှစ်ထဲကိုရောက်မှာ800နှစ်ထဲရောက်တာနော်ဒီမှာမှာအဲ့နှစ်ထဲကိုရောက်တာအဲ့ထဲကခဏနေဘယ်ဟာတွေထွက်လဲဆိုတော့မြောက်မှတ်ထားပေါ့681ထွက်တယ်400ထွက်တယ်369ထွက်တယ်686ထွက်တယ်ဒီ4ကွက်ထွက်တယ်ဒီ4ကွက်နော်681 400 369 686နော်ဟောမယ်686ထွက်ပြီး369ထွက်ပြီး816ထွက်ပြီး400ထွက်ပြီးဟုတ်ပြီနော်ညာကိုလေးကိုနောင်းပါသေးရဲ့အဲ့ကိုလေးခွန်ထားပါတော့နော်ဒီမှာဒီရတဲတဲ့ဟာနော်ဒီမှာဒီရ681ရဲ့ဒီရထွက်ခဏဒီလိုလာတဲ့ထွက်ခဏ681ရဲ့400ရဲ့369ရဲ့686ရဲ့အဲ့လိုပဲသူရဲ့တော်ပြင်မှာလာထွက်တယ်639ဒီမှာ686နော်69816လည်းထွက်တယ်400လို့လည်းထွက်တယ်394ခွန်လို့လည်းထွက်တယ်နော်ဒီချိန်ထိုးမယ်ဆိုရင်တော့ခွန်30ထိုးအောင်ဘောင်းတော်နဲ့ခွန်8ရောဒီနဲ့3 816အဲ့လိုပဲဒီမှာထိုးမယ်ဆိုရင်ဒီ681ကဒီကိုရင်ရိုက်တယ်ဒီကိုရိုက်မှ4ခွန်ခံပြီးမှဒီကိုလာတာနောက်ထွက်ပြီး816ဒီချိန်ကိုလာတာ96အထောက်နဲ့မလို့နော်96အထောက်နဲ့မလို့လာပေါ့နော်အဲ့မှာကျွန်တော်ဒီနေ့ခွန်30ရမလို့လဲဆိုတော့ကျွန်တော်ဒီမှာ390မိုင်းမြောင်နော်ဒီမှာ3ခွန်8 390 94ခွန်44ခွန်လို့858တို့4ကွက်လုံးထွက်ပါတကွက်မှာတော့မထွက်သေးဘူးဒီချိန်ထိုးမယ်ဆိုရင်တော့ခုန8ခွန်နဲ့ဆိုတဲ့390နော်390ထွက်လိမ့်မယ်နော်အဲ့ဒါ390ထွက်လိမ့်မယ်ဒီချိန်ပါဆိုရင်အဲ့မှာပြောချင်တာကဘာလဲတော့ဒီရောက်ပင်ထဲမှာနောက်ဒီမှာ9468လို့စောင်းထောင်148 630အဲ့လိုပဲသူက944868ဆိုထောင်တယ်ဒီကောင်ပြောင်းမြန်481ကအောက်ရောက်6393 481နော်6348အဲ့လိုမှဒီမှာnói là ai mà cho nó 630thì nhà làm cái nè 3 4 5 6 nét tích khoản dài đó nó ai lù ấy 630nhà mình đi nè 3 4 5 6 hôm nay dài mà là đặc khu gì nó hào quá đồ gì sẽ em hiểu là nó đi mà tôi giải phụ gì à đúng à tôi nên nè tí khoản 9တက်ဒီတက်305ခွန်ဒီနှစ်အဲ့လိုပေါင်းချင်းတွေရောရိုက်တယ်လားကြောပြီးတော့ဒီမှာကျအဲ့လိုမဖြစ်ဘူးနော်ဒါပြောပြဒီမှာကျပါတော့2 9 4ဖြစ်နေတာမတူဘူးပေါ့ဒါပေမဲ့ခဏနေတက်ရိုက်တာလားအဲ့လိုချုပ်မှရိုက်တာလားအဲ့လိုချုပ်မှရိုက်တယ်ဆိုတော့ဒီကနမမို့နော်ဒါပြောပြတာနော်ဟိုဒီချိန်မှာထုံးမဲ့ဆိုရင်တော့ကျွန်တော်တို့ပါတော့ခွန်30ရှိတယ်နော်အမှအစနေပြန်ပြောမယ်ဒီမှာ3 9 8 6 3 6 8 3
အဲ့လိုပဲတက်တယ်3908 6368 3ညအဲ့ရနေမှာကျွန်တော်46နဲ့64နဲ့လို့ခံပြီးဒီမှာကြတော့85668လို့ခံပြီးတော့သူ့ရဲ့ဘေးက681ဒီနောက်ဘယ်မြောက်မှလာထွက်တယ်အဲ့ထွက်ဖို့ကြီးကို254စောင်းနဲ့9နဲ့ခံပြီးတော့ထွက်တယ်အဲ့လိုပဲဒီမှာ658 856လို့ခုံထောက်ထားတယ်390ဒီမလာထွက်တယ်အထွက်ပြီးရောဒီမှာ9ကို254လို့ခံတယ်နော်ခံပြီးမှမလာထွက်တယ်ထွက်ပြီးတော့မဲ9ကနေမှသူ့ရဲ့မ3ဒီတပင်ညာကြတယ်အဲ့လိုပဲဒီမှာ431ဒီတပင်ညာလာကြတယ်နော်ဒါပထမကဲရောက်ပြီနော်အဲ့မှာ91468လို့ထောင်းနေနော်630ရှိတယ်ဒီလေးစီရှိတယ်အဲ့လိုပဲကျွန်တော်ရောက်ပြီမှာ91468လို့ခံတယ်ဒီမှာ6393 481သူကဖြောင်းမြန်နော်အဲ့ခုနလိုပဲအဲ့ဒီဘက်ဒီထက်မှသူက681တို့400 369 686ဟုတ်ပေါ့ဟိုတဲ့686တို့တော်တူထွက်ပြီးနေမှာထွက်တယ်ဒီမှာ686 639 981 63334နော်ဒီမှာ630ရဲ့1 2 3 4 5 6ဟုတ်ပေါ့1 2 3 4 5 6ကနန်းကနန်းရိုက်မလားအဲ့လိုပဲ630ရှိရဲ့1 2 3 4 5 6ကနန်းကနန်းရိုက်မလားနော်ကဲတော့တူနီဖရင်ဆိုင်တွေကြိုက်တယ်ဆိုရင်တော့ဒီတစ်ချိန်ပဲဒီတစ်ချိန်ကအဲ့တော့2000ပါအဲ့ဒါအဆောင်က3000မလို့တော့ရှော့ပြလိုက်တာ2000မှာလူဟောင်းမမဟောင်းတွေအဖွဲဝင်ဟောင်းတွေမပါပါဘူးအဲ့ဒါနောက်လာဝဲလူဟိုကမမအောက်ပေါမွေးကနန်းစိုက်ပါပြပေးလိုက်ပါမယ်မွေးကနန်းစိုက်ပါပြပေးလိုက်ပါမယ်နော်အဲ့အခုအဲ့မွေးကနန်းကဒီချိန်ထူကောင်းတဲ့အချိန်မှာအဲ့ဒါမွေးကနန်းလက်ဆောင်ပေးလိုက်ပါမယ်စိုက်ရောပေးလိုက်ပါမယ်အဲ့ဒါမမဝဲအဖက်ဝင်များကျွန်တော်9ရက်နေ့ခဏပြီးပါမယ်ဗီဒီယိုဖိုင်ရတော့ဒီအတိုင်းဟောမှာမို့လို့ကျွန်တော်ဟိုပေါ့73ရက်လောက်ချပေးပါပဲဗီဒီယိုဖိုင်ရတော့နော်ဗီဒီယိုဖိုင်တော့73ရက်နေ့လောက်ချပေးလိုက်ပါမယ်